ဖြစ်သူနဲ့မုန်းသူဆိုရင်လေနှစ်ယောက်လုံးကိုဘယ်သူမှမမေ့ဘူးမုန်းတဲ့လူလည်းမမေ့ဘူးမုန်းကားကြည့်ဘူးတယ်မှာမုန်းဆွဲလေအဲ့ဒါသူကမမေ့ဘူးမုန်းတဲ့လူကထမင်းဆိုင်လေမုန်းတဲ့လူအကြောင်းပဲငယ်ချင်းတဲ့စကားပြောလဲမုန်းတဲ့လူအကြောင်းပဲစီဝေးလုံးလဲမုန်းတဲ့လူအကြောင်းပဲမုန်းဆိုင်မုန်းတဲ့လူအကြောင်းပဲစာဖမ်းလဲမုန်းတဲ့လူအကြောင်းပဲအဲ့ဒါလဲ feeling တစ်မျိုးပဲ feeling ခံစားမှုမျိုးပဲအမှန်ကတော့လေပျော်ရွှင်မှုနဲ့ပတ်သက်ရင်လူတွေကပျော်ရွှင်မှုကိုလူသားတွေကပျော်ရွှင်မှုကိုဖန်တီးတတ်တယ်ဒါပေမဲ့ပျော်ရွှင်မှုကိုဆက်လက်ထိန်းထားတဲ့retention happen အဲ့နေရာမှာလူသားတွေမကောင်းဟင်းချက်တယ်လေဟင်းချက်ပြီးတော့ဟင်းတစ်ခွက်ရရင်ဒီကိုယ်စိတ်တိုင်းကြအဟင်းကိုချက်နိုင်စိတ်ပျော်ရွှင်တယ် happiness ဖြစ်တယ်နောက်နေ့အဟင်းစမ်းစားခြင်း people don't know how to retain that happiness ဒါပေမဲ့စိုးရိမ်စရာဆိုရင်တော့နောက်နေ့ပြောစရာမလိုသူဆက်လက်ပြောဆိုရင် anxiety လူတွေကဆက်လက်ပြီးတော့ retain လုပ်ထားနိုင်အဲ့ဒါတွေအုံနောက်မှာသွားပြီးတော့ပေါ်တယ်အဲကြောင့် anxiety ဖြစ်တဲ့အုံနောက်ကကြီးနေပြီးတော့လေ happy ဖြစ်တဲ့အုံနောက်ကသေးနေတယ်ဒါကြောင့်ဒီနေ့ခေါင်းစည်းထဲမှာ title ထဲမှာဖုံးပေါ် anxiety ထည့်မထားဘူးဒါဆိုလူတိုင်းကတော်နေတာအရန်ကိုတော်နေ anxiety you know how to feel that you know how to create that you know how to stick to that but happiness not many people လူအများကြီးသိမသိဘူးဒါဖြင့်ဘာဖြစ်လို့ happiness လိုချင်တာတော့ဆိုတော့ sense of success a sense of satisfaction ဘဝကိုကျင့်တာအဲ့ကျင့်မှုကိုမရဘူးဆက်တန်းမရောက်ခင်တော့ဆိုရင်ဒီခါရဲ10တန်းပဲဖြည့်နေတယ်10တန်းရောက်တော့ငါတော့ဒီထက်ပို့ပြီးတော့နာမည်ကြီးမယ်ဒီထက်ပို့ပြီးတော့ဘုဒ္ဓဓာတ်တွေရှိမယ်ဒီထက်ပို့ပြီးတော့စာတတ်မယ်ဒီထက်ပို့ပြီးတော့ငါရဲ့အဆင့်တန်းပုံမြင့်မှာမယ်ကိုဒီလိုထင်ခဲ့တာ10တန်းလည်းရောက်ရော that doesn't happen you don't feel a sense of achievement ကိုယ်တခုခု achieve ဖြစ်တယ်လို့စိတ်ထဲမှာမခံစားရဘူးအဲကြောင့်လိုက်ရှာတာ happiness ကိုလိုက်ရှာတယ် achievement ကိုလိုက်ရှာတယ်ဘာလို့လိုက်ရှာတော့မရှိသေးဘူးလို့ခံစားလို့တကယ်မရှိတာလားတကယ်မရှိတာတော့မဟုတ်ဒီမှာထိုင်နေတဲ့ဒီနေ့လူငယ်တွေ achievement တွေကိုစီးတယ်နော်ဒါတို့သမီးတို့ကတော့သိချင်မှသိ maybe you don't feel that စိတ်ထဲမှာအဲ့လိုခံစားရမှခံစားဘုံဘုံတော့ခံစားဒါတကယ် potential လည်းရှိတယ်အဆင့်တစ်ခုထိလည်းအောင်မြင်ပြီးသားလူငယ်လေးတွေဘုံဘုံတော့အဲ့ဒါခံစားအဲ့ကြောင့်ဒီနေ့ excitement အဲ့ဒါပါကိုက exercise လုပ်ပေးတာက anxiety brain ကိုပဲ exercise လုပ်ပေးသူကနေပဲအားကောင်းတာပေါ့ happiness brain ကျတော့ exercise မလုပ်အခုမလုပ်ရသေးဘူးအခုဘုံဘုံကဘာလဲ introduce လုပ်နေတော့ mindfulness လေး introduce လုပ်ပေးတယ်နောက်ပြီးတော့ kindness introduce လုပ်ပေးတယ် I want you to be kind to yourself နော်ကိုပြန်ပြီးတော့မေတ္တာထားလိုက်ရင်ဒါတို့ကြည်ပြီးတော့ကြီးလာတဲ့ခါမှလည်းကိုလည်းမေတ္တာထားတတ်တယ်ကိုမိသားစုမေတ္တာထားတတ်တယ်ကိုအိမ်နီးနားချင်းမေတ္တာထားတတ်တယ်ကိုနိုင်ငံကိုလည်းမေတ္တာထားတတ်တယ်လူသားတရက်လုံးလည်းမေတ္တာထားတတ်တယ်ဘာမေတ္တာနဲ့နေရာတိုင်းမှာကြည်